အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေဒုတိဝါဒနာပါသောမိတ်ဆွေများလုံးကိုကြိုဆိုလိုက်ပါတယ်ဗျမိတ်ဆွေများလုံးလည်းကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေစင်ရခြင်းပေါင်းကနေလည်းကင်းဝေးကြပါစေကြောင်းဥစွာဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ဗျအခုဗီဒီယိုထဲမှာတော့အပိုင်းနှစ်ပိုင်းနဲ့တင်ပြပေးတော့မှာဖြစ်ပါတယ်ပထမတစ်ပိုင်းကတော့6ရက်5လ2026ဗုဒ္ဓဟူးနေ့တရက်စာအတွက်ညနေပိုင်းမှာတုံညဆင်းလာရင်နောက်တရက်မှာပေါ့နော်လာတတ်တဲ့လေးလုံးခွေလေးကိုပြသွားပေးမှာဖြစ်ပါတယ်ဒါလေးကကျွန်တော်မင်းညမှာတင်ခဲ့တယ်ပေါ့နော်အဟောင်းလေးဖြစ်ပါတယ်ကျွန်တော်အင်္ဂါနေ့မနေ့မှာကိုရှင်နဲ့အောင်မြင်ခဲ့ပါတယ်ဗျတီဗီသားမိတ်ဆွေများလည်းရှိပါတယ်ဒါပေမဲ့ပေါ့နော်ကျွန်တော် channel ကိုအခုမှဝင်ရောက်ကြည့်ရှုလေ့လာမဲ့မိတ်ဆွေအတွက်ကျွန်တော်ဘာကြောင့်လေးလုံးခွေလေးယူရတယ်ဆိုတာကိုပြသွားပေးမယ်ဗျနောက်တစ်ပိုင်းကတော့6ရက်5လ2026ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်ထိပ်စီးနဲ့နောက်ပိတ်လေးတွဲပြီးမှတဲ့နှစ်ကွက်ကိုလည်းပြသွားပေးမယ်ပြသွားပေးမှာဖြစ်ပါတယ်ဗျအဲ့တော့အပိုင်းနှစ်ပိုင်းစလုံးကိုကျွန်တော်မိတ်ဆွေများကလေ့လာသုံးသပ်ပြီးတော့မိမိရဲ့အကြိုက်စိတ်ကူးများနဲ့ပေါင်းဆက်ပြီးတော့အသုံးပြုပါလို့ပြောပြရစီဗျအဲ့တော့ကကျွန်တော်ပထမဦးစွာဒီဘက်ကကျွန်တော်ညနေတုံညဆင်းခဲ့ရင်နောက်တရက်လာတတ်တဲ့လေးလုံးခွေလေးကိုတွားလိုက်မယ်ဗျနော်အဲ့တော့ကကျွန်တော်ဘယ်နာကစကြည့်ရမလဲဆိုတော့ဒီနားမှာပါကျွန်တော်ညနေပိုင်းမှာ40ဆင်းနေဗျာနော်40ဆိုညနေပိုင်းတုံညဆင်းခြင်းဖြစ်ပါတယ်တုံညဆင်းတဲ့ချိန်မှာကျွန်တော်ကညနေပိုင်း68ကိုယူလိုက်ပါမယ်68ခွန်ဘရိတ်ဖြစ်ပါတယ်နောက်ထပ်တုံညညနေပိုင်းကျွန်တော်ဘယ်နားမှာရှိမလဲဆိုဒီမှာပါဗျာနော်တုံည3ဖြစ်ပါတယ်ညနေပိုင်းတုံညဆင်းတဲ့အခါမှာနောက်တစ်ရက်မှာကျွန်တော်4334ပေါ့နော်အဲ့တော့ခွန်ဘရိတ်ပဲဖြစ်ပါတယ်အဲ့တော့လေးလုံးခွေလေးကဘာဖြစ်မလဲဆိုတာဒီနှစ်ခုနဲ့ဒီပေါ့နော်တုံညဒီနှစ်ကြိမ်မြောက်နေကျွန်တော်မိတ်ဆွေများရိပ်မိနေလောက်ပါပြီဒါပေမဲ့လည်းအောက်ပိုင်းမှာဘလူလေးဆက်လာလဲဆိုတာဆက်လက်လေ့လာသွားပါအောင်ခင်ဗျအဲ့ညနေပိုင်းကျွန်တော်တုံညဒီမှာပါဗျာနော်30ဆိုပြီးမှညနေပိုင်းတုံညဆင်းပါတယ်အဲ့ချိန်မှာကျွန်တော်နောက်တစ်ရက်မှာတော့ဒီမှာဗျ39ဆိုပြီးမှမနက်ပိုင်းမှာကျွန်တော်နှစ်ဘရိတ်ဆင်းသွားတယ်နောက်ထပ်တုံညညနေပိုင်းမှာကျွန်တော်ဒီမှာရှိပါတယ်တုံည3ပေါ့နော်တုံည3ဆင်းနေအဲ့ချိန်မှာကျွန်တော်တို့နောက်တစ်ရက်မှာဒီမှာဗျ48ဆိုပြီးမှဆင်းနေအဲ့တော့အပေါ်ကနှစ်ပင်မှာတော့6834ခွန်ဘရိတ်ဖြစ်ပါတယ်အောက်ကနှစ်ပင်ကတော့3948နှစ်ဘရိတ်ဖြစ်ပါတယ်နှစ်ခွန်ပါဝါဘရိတ်တွဲလေးဖြစ်ပါတယ်ဗျအဲ့တော့နောက်ထပ်တုံညကဒီမှာဖြစ်ပါတယ်ဗျညနေပိုင်းမှာတုံည8ဆင်းပါတယ်နောက်တစ်ရက်မှာတော့ကျွန်တော်ညနေပိုင်းမှာ39ဆိုပြီးမှကျွန်တော်တို့နှစ်ဘရိတ်လေးဆင်းပါတယ်ဗျနောက်ထပ်ကြည့်အောင်မှာနောက်ထပ်တုံညညနေပိုင်းဒီမှာထိပ်စီရောနောက်ပိတ်ရောဆင်းပါရဲ့ဗျအဲ့ချိန်မှာကျွန်တော်နောက်တစ်ရက်မှာပေါ့နော်ညနေပိုင်းမှာတော့ကျွန်တော်43ဆိုပြီးမှဆင်းပါတယ်ဗျ43ဆိုပြီးမှကွန်ဘရိတ်ဆင်းပါတယ်နောက်ထပ်နေရာကြည့်အောင်ကျွန်တော်တို့90ကျွန်တော်ညနေပိုင်းတုံညနောက်ပိတ်ဖြစ်ပါတယ်အဲ့ချိန်မှာကျွန်တော်နောက်တစ်ရက်မှာတော့မနက်ပိုင်းမှာ68ပေါ့နော်ဒါလေးကကျွန်တော်အောင်မြင်ခဲ့တဲ့အပိုင်းလေးဖြစ်ပါတယ်ရတဲ့မိတ်ဆွေများလည်းရလိမ့်မယ်ပေါ့ဗျာနော်ရကြမယ်လို့ထင်ပါတယ်အဲ့တော့အခုလဲပေါ့နော်ကျွန်တော်အင်္ဂါနေ့ညနေပိုင်းမှာတုံည9ဆိုညနေပိုင်းတုံညထပ်ဆင်းနေဗျာနော်တုံညဆင်းနေဆိုတော့ဒီနားလေးပေါ့နော်ဒီတရက်စာဒီကျွန်တော်တို့ break အနေနဲ့ပြောရရင်တော့သူကဘယ်လိုပေးနေလဲဆိုတော့ခွန် break တို့မို့နှစ် break ပေါ့နော်အဲ့တော့ခွန်နှစ် power break လေးပေးနေဗျာနော်ကျွန်တော်ကတော့ညဗီဒီယိုထဲမှာတော့ကျွန်တော်အခွေယူလိုက်တာဗျာနော်အခွေကအဲ့တော့ဘာဖြစ်မလဲဆိုတော့ကဒါလေးပြီးတော့ရင်လည်းကျွန်တော်ဒဲနှစ်ကွက်လေးပြသွားပြီးမှဖြစ်လို့ဗီဒီယိုတွေကနေမထွက်သွားဖို့မြေတားရက်ခမားရပြနော်ဒဲနှစ်ကွက်လေးကိုလည်းလေ့လာသွားပါအောင်အဲ့တော့3489ခွေဖြစ်ပါတယ်အဲ့တော့ဒီနှစ်ကွန်ဘရိတ်လည်းကောင်းတယ်ပေါ့နော်နှစ်ကွန်ဘရိတ်လည်းကောင်းတယ်ကျွန်တော်တော့အခွေယူလိုက်မယ်ဗျာနော်ကျွန်တော်မိတ်ဆွေကတော့ကျွန်တော်အရှိမပြောခဲ့တယ်လို့ပဲကျွန်တော်ပြပေးတဲ့ပုံစံအနေထားလေးကိုလေ့လာပြီးမှကျွန်တော်မိတ်ဆွေမှာရှိတဲ့အကြိုက်စိတ်ကူးများနဲ့လည်းပေါင်းဆက်နိုင်ပါတယ်3489အခွေမကြိုက်ပဲနှစ်ကွန်ဘရိတ်ကြိုက်တယ်ဆိုရင်နှစ်ကွန်ဘရိတ်ကိုကြိုက်တာလေးနဲ့တွဲပါဗျအခွေထဲမှာတွဲမယ်ဆိုရင်တော့34ဒါခွန်ဘရိတ်ပေါ့နော်3489ဒါခွန်ဘရိတ်ဖြစ်ပါတယ်ပြီးတော့3948ဒါနှစ်ဘရိတ်ပေါ့နော်ဒါလေးတွေကတင်ထိုးလို့ရပါတယ်ညကလည်းကျွန်တော်တင်ထိုးရမယ့်အကွက်လေးတွေပြောလိုက်တယ်ဗျအဲ့တော့ကကျွန်တော်တို့ပေါ့နော်ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ရဲ့ကဏ္ဍလေးတွေကိုပဲဖြစ်ဖြစ်ပေါ့နော်
မိတ်ဆွေအကြိုက်ကဏ္ဍလေးတွေကိုပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒီမှာလာရောက်အားပေးလို့ရပါတယ်လာရောက်ကန်ဆန်းလို့ရပါတယ်ထိုးလို့ရပါတယ်ဗျတရားကျမစ၍ပေါ့နော်ကျွန်တော်မိတ်ဆွေထိုးနေကြနေရာကပဲခွဲပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ကိုပေါ့နော်စေတနာတုတ်ပြန်တော့အားဖြင့်ကျွန်တော်ကိုအားပေးခြင်းလို့ပဲဖြစ်ဖြစ်ဒီနံပါတ်၄ကနေဆက်တွဲပြီးတော့လာထိုးလဲပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာဒီနံပါတ်၄ကနေဆက်တွဲပြီးတော့လာထိုးလဲပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျနော်အယောစားပိုင်းမှာမြန်ဆန်ပါမယ်နော်မြန်ဆန်မှန်ကန်ပါတယ်ဗျနော်မှန်ကန်မှုအပြည့်နဲ့ဖြစ်ပါတယ်ကျွန်တော်ဒီမှာလာရောက်ထိုးနေကြတဲ့မိတ်ဆွေများအတိဆုံးဖြစ်ပါတယ်ဗျအဲ့တော့ဒီနံပါတ်၄ကနေဆက်တွဲပြီးတော့ကျွန်တော်ဒီမှာလာထိုးလဲပါလို့ဖိတ်ခေါ်ပါတယ်လာထိုးဆိုတဲ့နေရာမှာပေါ့နော်ကျွန်တော်ကဏ္ဍလေးတွေကြိုက်နေထိုးလို့ရပါတယ်ကျွန်တော်မိတ်ဆွေအကြိုက်ကဏ္ဍများရှိနေထိုးလို့ရပါတယ်ဗျအဲ့တော့ကကျွန်တော် site လေးကိုပြန်သွားလိုက်မယ်အခွေပေါ့နော်အခွေကဒီမှာဗျကျွန်တော်ပြန်တိုက်ပေးပါမယ်ကျွန်တော်တို့ဒီမှာ68ထွက်တယ်ကျွန်တော်အခွေတဲက8နဲ့9နဲ့တွဲချင်းနေဒီမှာ3 4ထွက်တယ်ပေါ့နော်3 4ဆိုတော့အခွေတဲက3နဲ့4နဲ့တွဲထွက်တယ်ဒီမှာ3 9ထွက်တယ်အခွေတဲက3နဲ့9နဲ့တွဲထွက်တယ်ဗျဒီမှာ4 8ထွက်တယ်အခွေတဲက4နဲ့8နဲ့တွဲထွက်ပါတယ်ဒီမှာ3 9ထွက်တယ်အခွေက3 9တွဲဆင်းတယ်ဒီမှာ4 3ထွက်တယ်အခွေက3နဲ့4နဲ့တွဲထွက်တယ်ဒီမှာ9 8ထွက်တယ်ကျွန်တော်9နဲ့8နဲ့တွဲပြီးတော့ဆင်းပါတယ်ဗျာနော်ဒါအခွေလေးကိုကျွန်တော်ပြန်တိုက်ပေးတာဖြစ်ပါတယ်အဲ့တော့ကကျွန်တော်ဒီဘက်ကပေါ့နော်ကျွန်တော်မနက်ပိုင်းအတွက်ဒင်းနှစ်ကွက်လေးကိုလည်းကျွန်တော်ပြပေးသွားမယ်ဗျနော်အဲ့တော့မနက်ပိုင်းအတွက်ဒင်းနှစ်ကွက်လေးကကျွန်တော်ဘာလေးကိုအရင်ပြမလဲဆိုတော့နောက်ပိတ်လေးကိုအရင်ပြမယ်ဗျနောက်ပိတ်ပေါ့နော်နောက်ပိတ်ကကျွန်တော်ဘယ်ကယူမလဲဆိုတော့ကဒီမှာဖြစ်ပါတယ်ဒီကျွန်တော်တုံးနဲ့ပေါ့နော်ချိတ်ပါမယ်ပြီးရင်ဒီကတုံညနဲ့ချိတ်ပါမယ်ဗျနော်တုံးရယ်ချိတ်ပြီးပေါင်းလိုက်တဲ့အခါမှာကျွန်တော်တို့6ရမယ်6ရတဲ့အချိန်မှာကျွန်တော်တို့နောက်တစ်ရက်မနေ့မှာကျွန်တော်ဘာလာသွားလဲဆိုဒီမှာဗျ6ရက်ပါဝါ1ဆိုပြီးမှနောက်ပိတ်ဆင်းပါရဲ့ဗျနော်6ရက်ပါဝါ1ဆိုပြီးမှနောက်ပိတ်ဆင်းနေအဲ့တော့ဒုတိယပင်တော့ကျွန်တော်အစိမ်းရောင်လေးကိုတုံးလိုက်မယ်ဒုတိယပင်ကကျွန်တော်ဒီတုံးလုံးချိန်မှာပါ1ရက်တုံညရဲ့ချိန်မယ်ပြီးရင်3နဲ့ပါထပ်ချိန်မယ်ဗျနော်1တုံည3ပေါ့နော်အဲ့တုံးလုံးချိန်ပြီးပေါင်းလိုက်တဲ့အခါမှာတော့4ရတယ်ဗျ4ရတဲ့အချိန်မှာကျွန်တော်နောက်တစ်ရက်မနက်မှာကျွန်တော်ဘယ်လိုဆင်းသွားလဲဆိုတော့မ4တဲ့ဆင်းနေဗျနော်အဝါရောင်ပင်မှာတော့တုံးလုံးပေါင်းချင်း6ရဲ့ပါဝါ1ဆင်းနေအစိမ်းရောင်ပင်မှာတုံးလုံးပေါင်းချင်း4တဲ့ဆိုပြီးမှနောက်ပိတ်ဆင်းပါရဲ့ဗျအဲ့တော့ကကျွန်တော်တတိယပင်အတွက်ကျွန်တော်အပြာရောင်လေးနဲ့တွားလိုက်မယ်တတိယပင်ကဒီမှာပါဗျ4နဲ့ချိတ်ပါမယ်ပြီးရင်ဒီကတုံညနဲ့ချိတ်မယ်ဗျနော်4တုံညအဲ့ဒီတုံးလုံးကိုချိတ်ပြီးတော့ပေါင်းလိုက်တဲ့အခါမှာ8ရတယ်ခင်ဗျာ8ရတယ်ဆိုတော့ကျွန်တော်နောက်တစ်ရက်မနက်မှာကျွန်တော်ဗာဆင်းသွားလဲဆိုတော့နောက်ပိတ်အနေနဲ့ကျွန်တော်8တဲ့ဆိုပြီးမှဆင်းနေဗျအဲ့တော့ကကျွန်တော်တို့ကဒီဗုဒ္ဓဦးနေ့အတွက်နောက်ပိတ်လေးကိုရဖို့ကျွန်တော်တို့ကအနီရောင်လေးနဲ့အပန်းရောင်လေးနဲ့တွားလိုက်ပါမယ်ပန်းရောင်ဆိုတော့ဒီတုံးလုံးချိတ်မှာဗျာနော်8ရက်9ရက်ချိတ်ပါမယ်ဒီက9နဲ့ထပ်ချိတ်မယ်ဗျာနော်အဲ8 9 5တုံးလုံးချိတ်ပြီးကျွန်တော်ပေါင်းလိုက်တဲ့အခါမှာတော့ခွန်ရမယ်ခွန်ရတယ်ဆိုတော့ကဒီပန်းရောင်လေးကပေါ့နော်ကျွန်တော်နောက်ပိတ်လေးကကျွန်တော်ခွန်တဲ့ပြီးနှစ်တဲ့ပြီးခဲ့ရင်เนาะကျွန်တော်ဒီနားလေးကနှစ်နောက်ပိတ်ဖြစ်ပါတယ်နှစ်မပေးပဲပါဝါပေးခဲ့ရင်เนาะနှစ်ရက်ပါဝါကျွန်တော်ခွန်ဖြစ်ပါတယ်အဲ့တော့နောက်ပိတ်ကကျွန်တော်နှစ်တော့မဟုတ်ခွန်နောက်ပိတ်လေးဖြစ်တယ်ဗျနောက်ပိတ်ယူတဲ့ပုံစံလေးတည်ပြီးဆိုတော့ကျွန်တော်ထိပ်စီးလေးနဲ့တွဲရအောင်ဗျာနော်ထိပ်စီးလေးနဲ့တွဲဖို့ကကျွန်တော်ဘယ်လိုလုပ်ပြီးကောင်းမလဲဆိုတော့ကျွန်တော်အဝိုင်းတာလေးနဲ့တွားလိုက်ပါမယ်ဒီမှာကြည့်အောင်ဗျဒီမှာကျွန်တော်တို့8ရှိပါမယ်ဒီက1ရှိပါမယ်ဒီက3ရှိမယ်ဗျာနော်အဝါရောင်3ဝိုင်းပေါ့နော်အဲ့တော့ဒီနားလေးမှာနောက်ဆုံးဝိုင်းလေးကိုကျွန်တော်4တောင်တုံးလိုက်မယ်ဘာဖြစ်လို့ဒီကဟိုဟာနဲ့အဝါရောင်3ဝိုင်းပေါင်းမယ်ပေါ့ဗျာနော်အဲ့တော့8ရက်3ရက်1ရက်ပေါင်းလိုက်မယ်ပေါ့နော်8 3 1ဒီ3ကိုချိတ်မယ်ဗျဒီလိုလေးချိတ်မှာပေါ့နော်8ရက်1ရက်3ရက်ချိတ်ပြီးပေါင်းလိုက်တဲ့အခါမှာကျွန်တော်2ရမယ်ဗျ
နှစ်ရရဲ့ချိန်မှာကျွန်တော်တို့အစောကရတဲ့နောက်ပိတ်ပေါ့နော်တစ်နဲ့ကျွန်တော်ဒီမှာဗျနှစ်ထိတ်နဲ့တွဲသွားပြီးမှနှစ်တစ်ဆိုပြီးမှဆင်းနေဗျနော်နှစ်တစ်ဆိုပြီးမှဆင်းနေဒုတိယပင်တွဲကျွန်တော်အစိမ်းရောင်လေးကိုတွန်းလိုက်မယ်အစိမ်းရောင်ကကျွန်တော်ဒီကောင်ယူမှာဖြစ်ပါတယ်3ယူမယ်ဒီက1ယူမယ်ပြီးရင်ဒီက1ကိုထပ်ယူမယ်ဗျနော်အဲ့တော့ကကျွန်တော်ဒီ3လုံးပေါ့နော်အစိမ်းရောင်3ခုချိတ်လိုက်မယ်ပေါ့ချိတ်ပြီးပေါင်းလိုက်တဲ့အခါမှာ3ရ1ရ1ရဆွမ်းရောင်3ပိုင်းပေါင်းလိုက်တဲ့အခါမှာကျွန်တော်တို့ကဘာရလဲဆိုတော့9ရမယ်9ရရဲ့အချိန်မှာကျွန်တော်အစောကရတဲ့4နောက်ပိတ်နဲ့တွဲပြီး9လေးလို့ဆင်းနေဗျာနော်9လေးလို့ဆင်းပါတယ်တတိယပင်တွဲကျွန်တော်အပြာရောင်တုံးလိုက်မယ်တတိယပင်အရောင်လေးတွေတော့နည်းနည်းထပ်ကုန်ပြီနော်အပြာရောင်ဒီမှာဗျ3ကိုယူမယ်ဒီက2ကိုယူမယ်ပြီးရင်4ကိုယူမယ်ဗျာနော်4ကိုယူပြီးမှကျွန်တော်ချိတ်ပြီးတော့ပေါင်းလိုက်မယ်ချိတ်ပြီးပေါင်းလိုက်တော့ကျွန်တော်3ရ2ရ4ရအပြာရောင်3ဝိုင်းပေါင်းလိုက်တဲ့အခါမှာ9ရတယ်9ရရဲ့အချိန်မှာဒီမှာ9ထိပ်ဆင်းနေဗျာနော်9ထိပ်ဆင်းပါတယ်အဲ့တော့ကကျွန်တော်တို့ကဒီဗုဒ္ဓဦးနေ့အတွက်ပေါ့နော်ထိပ်စီးကိုကျွန်တော်ပန်းရောင်လေးနဲ့ဆွဲမယ်ဘယ်ဟာလေးယူမှလဲဆိုတော့အရောင်လေးတွေထပ်ပြီးမယ်ဒီမှာပြပေးမယ်ဗျာနော်1ကိုယူမယ်ဒီက9ကိုယူမယ်ဒီက8ကိုယူမယ်ဗျာနော်အဲ့တော့ကကျွန်တော်တို့က1ရယ်9ရယ်8ရယ်ပေါ့နော်3လုံးချိတ်ပြီးပေါင်းလိုက်တော့ကျွန်တော်တို့က4ရမယ်ပေါ့နော်1 5 8ပေါင်းခြင်းက4ရမယ်အဲ့တော့4ပင်မြောက်ဆက်ပေးခင်ဒီညလေးက4ထိပ်ဖြစ်ပါတယ်4ထိပ်ရယ်ကျွန်တော်တို့အစောကရတဲ့နောက်ပိတ်က2တော့မဟုတ်ခွန်ပိတ်ပေါ့နော်အဲ့ထိပ်စီးအနေနဲ့4ထိပ်ဖြစ်ပါတယ်ရန်ကွက်လေးတွေတော့ကြိုက်ရင်တော့ရန်ပေါ့ဗျာနော်ကျွန်တော်ထည့်ပေးလိုက်မယ်4ထိပ်ကျွန်တော်တို့2တော့မဟုတ်ခွန်ပိတ်ဖြစ်ပါတယ်အဲ့တော့ကဒင်းနှစ်ကွက်ဒီကျွန်တော်4နှစ်ဖြစ်မယ်4ခွန်ဖြစ်မယ်ဗောနော်4နှစ်4ခွန်ဖြစ်ပါတယ်အဲ့တော့ရန်ကွက်အနေနဲ့ကဗာလေးထည့်ပေးခြင်းလဲဆိုတော့ခဏလေးပါဗျာနော်ကျွန်တော်ရန်ကွက်လေးကအပြာရောင်လေးနဲ့ရေးပေးပါမယ်ဒါမနှက်ပိုင်းမတွက်ပဲဗျာနော်ရန်ကွက်အနေနဲ့ကကျွန်တော်ထိပ်စီးနောက်တစ်ဆိုင်ရှိလို့ဗောနော်ထိပ်စီးနောက်တစ်ဆိုင်ရှိလို့ကျွန်တော်ဒီတိုင်းပဲရေးပေးလိုက်မယ်ဗျာနော်ဒီတိုင်းပဲရေးပေးလိုက်မယ်ဆိုတော့ကရန်ကွက်အနေနဲ့ကကျွန်တော်တို့1နှစ်1ခွန်ဖြစ်ပါတယ်1နှစ်1ခွန်ဖြစ်ပါတယ်ဗျာနော်1နှစ်1ခွန်နောက်တစ်ခုပေါ့နော်ကျွန်တော်4မလာပဲ4ရဲ့ပါဝါ6လာခဲ့ရင်9နှစ်9ခွန်ရှိမယ်ဗျာနော်9နှစ်9ခွန်ပေါ့နော်အဲ့တော့ဒါလေးကအကွက်များတယ်ဆိုရင်အရင်ရယုံလောက်လေအရင်ရယုံလောက်လေးပဲရံပါဗျကျွန်တော်ကရန်ဆိုပေမဲ့ကျွန်တော်မိတ်ဆွေအကြိုက်ထဲမှာဒီရန်ကွက်လေးတွေကအရန်ကောင်းနေဆိုလဲဩကွက်အနေနဲ့တင်သုံးနိုင်ပါဗျာနော်အဲ့တော့ကကျွန်တော်ဘက်ကပေါ့နော်ကနန်းအတက်နိုင်ဆုံးနဲဖို့တော့ကြိုးစားတယ်ဒါပေမဲ့လည်းပေါ့နော်ကျွန်တော်မိတ်ဆွေများအတွက်ပေါ့နော်စိတ်ကူးလေးနဲ့ပေါင်းဆက်ပြီးတော့ပေါ့အတုံးပြုလို့ရအောင်ကျွန်တော်ထည့်ပေးတာပေါ့နော်ဒီရန်ကွက်ဆိုလဲထိုနည်းလက်ကောင်းပဲဗျအဲ့တော့အဓိကရန်ကွက်၄ကွက်မထည့်ခြင်းလဲ4နှစ်4ခွန်တဲ့ပေါ့နော်ဒါမနဲ့ပိုင်းအတွက်ဖြစ်ပါတယ်အခွေကတော့3 4 8 9အခွေဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေကအခွေမကြိုက်ပဲအခွေမကြိုက်ဘူး break ပုံစံလေးကြိုက်တယ်ဆိုတော့2ခွန် break ပေါ့နော်အဲ့ဒါလေးကိုကြိုက်တာလေးနဲ့တွဲပေါ့ဗျာနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဗျာနော်ကျွန်တော်တွေ့တာမြင်တာလေးတွေကိုချပြခြင်းဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေမှာကျွန်တော် user နဲ့မတူတာမိတ်ဆွေများလည်းရှိနိုင်ပါတယ်ဗျာနော်အကယ်၍ကျွန်တော် user နဲ့မတူခဲ့ရင်တော့ဒါလေးတွေကိုရှောင်သွားလိုက်ပါအကယ်၍များကျွန်တော်မိတ်ဆွေအတွက်ဗျာများနေတယ်ရွေးရခတ်နေတယ်ဆိုရင်ပေါ့ကျွန်တော်ရှေ့မှာပြောထားရင်ကျွန်တော်မိတ်ဆွေမှာလည်းအကြိုက်စိတ်ကူးလေးရှိမယ်အဲ့ဒါလေးတွေကိုရွေးလောက်ပါလို့ပြောပြရစီဗျာနော်အဲ့တော့ဒီတနင်္လာနေ့ပေါ့နော်ကျွန်တော်တို့ဟိုပါပေါ့မနေ့ညနေမှာပေါ့နော်ညနေပိုင်းမှာတော့ကျွန်တော်90ကိုတဲ့တင်ထိုးခိုင်းတယ်ဒါပေမဲ့3ည9အာဆိုပြီးမှညနေပိုင်းအာဘက်ကကျွန်တော် main ကွက်အာဘက်ကဖြစ်သွားပြီပေါ့နော်မနေ့ပိုင်းမှာကျွန်တော်ဒီအခွေပေါ့နော်3 4 8 9အခွေတွေကကျွန်တော်မနေ့ပိုင်းမှာ6 8ဆိုတော့ဒီအခွေလေးလဲအောင်သွားပြီပေါ့နော်အဲ့တော့အင်္ဂါနေ့အတွက်ကတော့ကျွန်တော်မနေ့ကညနေတော့ကျွန်တော်စူးစမ်းပေးမှုပေါ့နော်အရာထင်ခဲ့တယ်ပေါ့ဗျာနော်အဲ့တော့အင်္ဂါနေ့အတွက်ပြီးရောကျွန်တော်ဗုဒ္ဓဦးနေ့အတွက်စူးစမ်းပေးတာလေးလဲအရာထင်ပါစီပောက်ကနန်းဖြစ်ပါစေလို့ဆုတောင်းပါတယ်ပြီးတော့ကျွန်တော်စီမှာလဲပေါ့နော်
အကြိုက်ကနန်းများကိုတရားကျက်မှစ၍ပေါ့နော်စိတ်ကြိုက်လာပြီးတော့ထိုးလို့ရပါတယ်အားပေးကြပါအောင်လို့လည်းကျွန်တော်ဖိတ်ခေါ်ပြရစီဗျအဲ့တော့ကျွန်တော်ပေါ့နော် YouTube မှာရှိတဲ့ကျွန်တော် channel မှာရှိတဲ့တယောက်ချင်းစီပေါ့နော်ကျွန်တော်ရဲ့ပုံစံ site ပုံစံလေးကိုလေ့လာဝင်ရောက်လေ့လာတော့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုပေါ့နော်ဟိုပေါ့တစ်ဖက်တစ်လမ်းဝင်ငွေလေးရအောင်ပေါ့နော်ဆိုပြီးမှလာရောက်အားပေးပြီးတော့ကျွန်တော်စီမှာလာထိုးကြတဲ့မိတ်ဆွေများကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာရက်လိုက်ပါမယ်ဗျ